ကျွန်တော်တို့ဟာကိုတန်မဏိလိုမာကြောတဲ့သူတွေဖြစ်အောင်ဘလို့အခက်အခဲမျိုးကမှမတုံ့လုံနိုင်တဲ့သူတွေဖြစ်အောင်ကြိုးစားပြီးတိဆောက်ကြပါတယ်ဒါပေမဲ့လောကမှာတကယ်ပဲအကြောင်းမရှိတဲ့ကြောက်သားအနာစာမရှိတဲ့စိန်ဆိုတာရှိနိုင်ပါမလားတမိုင်းမှာအအောင်မြင်ဆုံးစစ်တီတော်ကြီးတွေဖြစ်ဖြစ်ဒီနေ့ခေတ်မှာအချမ်းသာဆုံးတထေးကြီးတွေဖြစ်ဖြစ်သူတို့အားလုံးဟာတန်မဏိနံရံကြီးတွေလိုခိုင်မာနေကြတယ်လို့ထင်ပါသလားတကယ်တော့လောကမှာအလင်းရှိရင်အမှောင်ရှိသလိုပဲအားသာချက်တွေရဲ့နောက်ွယ်မှာနူးညံ့စွာပုံကွယ်နေတဲ့အားနည်းချက်ဆိုတာလူတိုင်းမှာရှိပါတယ်ကျွန်တော်တို့ငယ်ငယ်ကကြည့်ခဲ့မှုတဲ့ Try ရုပ်ရှင်ကားတွေကအာခီလိစ်ကိုမှတ်မိကြမှာပါသူဟာစစ်မြေပြင်မှာကခုန်နေတဲ့အမှုပညာရှင်တစ်ယောက်လိုပဲတွက်လက်တယ်ရဲရင်တယ်အနိုင်မခံဘူးဒါပေမဲ့ဒန္တာကြီးကပြောပြတဲ့အာခီလိစ်ရဲ့ဘဝကဒီထက်ပိုနက်နဲပါတယ်သူ့ရဲ့မိခင်နတ်ဖျားမတိတစ်ဟာတားဖြစ်သူကိုလူသားတစ်ယောက်ရဲ့တည်ခြင်းတရားကနေကာကွယ်ပေးခြင်းခဲ့တယ်ဒါကြောင့်တည်ခြင်းတရားကိုအစိုးရတဲ့စတစ်မြည်ရည်ထဲမှာတားဖြစ်သူအာခီလိစ်ကိုနှစ်ပြီးစီးကြောခဲ့ပါတယ်မိခင်တယောက်ရဲ့မေတ္တာကကြီးမားလွန်းတော့ငါသားကိုဘယ်အရာကမှမထိခိုက်စေရဘူးဆိုတဲ့စိတ်ဇောနဲ့ဖနှောင်းကနေကင်ပြီးမြည်ရည်ထဲမှာစိန်ခဲ့တာပါအဲ့ဒီမှာတင်ကံကြမ္မာရဲ့နောက်ပြောင်မှုကစတင်တော့တာပါပဲမိခင်ရဲ့လက်ချောင်းကလေးတွေစုပ်ကင်ထားတဲ့ဖနှောင်းနေရာလေးကမြည်ရည်နဲ့မထိတွေ့ခဲ့ပါဘူးတကိုယ်လုံးတန်မဏိလိုမာကြောသွားချိန်မှာအဲ့ဒီဖနှောင်းလေးကတော့နူးညံ့တဲ့လူသားအသားအရည်တိုင်းကြံ့ရစ်ခဲ့ပါတယ်ဒါဟာအင်အားအကြီးဆုံးစစ်တီတော်ကြီးရဲ့တခုတည်းသောအားနည်းချက်ဖြစ်လာခဲ့တော့တာပါပဲရလဒ်ကတော့အာခီလိစ်ဟာတလောကလုံးမှာအင်အားအကြီးဆုံးဖြစ်ပေမဲ့သူ့ရဲ့ဖနှောင်းနေရာလေးကတော့ကလေးငယ်တစ်ယောက်လိုပဲနူးညံ့ပြီးထိခိုက်လွယ်နေခဲ့ပါတယ်နောက်ဆုံးမှာတော့အဲ့ဒီဖနှောင်းနေရာလေးကိုမြားမှန်ပြီးသူဟာကြာရှုံးခဲ့ရပါတယ်ဒါကိုပဲကျွန်တော်တို့ကအာခီလိစ်ဖနှောင်းအာခီလိစ်ဟေးလို့အခုထိတင်စားခေါ်နေကြတာပါဒါကိုကြည့်ရင်ကျွန်တော်တို့လူသားတွေဟာလည်းအာခီလိစ်လိုပါပဲလူတိုင်းမှာအားနည်းချက်တစ်ခုစီရှိတတ်ကြပါတယ်တချို့ကစိတ်မြန်တတ်တာတချို့ကအားနာတတ်တာတချို့ကတော့ချစ်ခင်ရသူတွေနဲ့ပတ်သက်ရင်အယံကိုနူးညံ့သွားတတ်တာမျိုးပါဒါကကျွန်တော်တို့ကိုဘာပြောပြနေတာလဲဆိုရင်ဘလောက်ပဲပြည့်စုံအောင်ကြိုးစားပါစေမပြည့်စုံခြင်းဆိုတဲ့အဆက်အပြောက်လေးတစ်ခုကတော့လူတိုင်းမှာရှိနေတတ်တာကိုပြနေတာပါဒါပေမဲ့အာခီလိစ်မှာအဲ့ဒီဖနှောင်းနေရာလေးရှိနေတာဟာသူ့ကိုပိုပြီးလူသားဆန်စေခဲ့တာပါအားနည်းချက်မရှိတဲ့သူဟာဆက်ရုပ်တရုပ်လိုပဲအေးဆက်လွန်းနေပါလိမ့်မယ်ကျွန်တော်တို့ရဲ့အားနည်းချက်တွေဟာကျွန်တော်တို့ကိုပိုပြီးနှိမ်ချတတ်စေတယ်တခြားသူတွေအပေါ်ပိုပြီးစာနာတတ်စေပါတယ်ခင်ဗျာအားနည်းချက်ရှိနေလို့သာကျွန်တော်တို့ဟာတခြားသူတွေရဲ့ကူညီမှုကိုလိုအပ်တာဖြစ်ပြီးတော့အဲ့ဒီကနေတဆင့်လူသားချင်းစာနာမှုဆိုတဲ့နှွေးထွေးတဲ့ပတ်သက်မှုတွေစတင်ခဲ့တာပါကျွန်တော်တို့ဟာအဲ့ဒီအားနည်းချက်တွေကိုဖုံးကွယ်ဖို့အမြဲကြိုးစားတတ်ကြတယ်အကာအကွယ်တွေအထက်ထက်ဝစ်ဆင်ကြတယ်ဒါပေမဲ့မိတ်ဆွေများခင်ဗျာကျွန်တော်တို့ရဲ့အားနည်းချက်တွေဟာကျွန်တော်တို့ကိုဘယ်သူဘယ်ဝါဆိုတာပိုပြီးထင်ရှားစေပါတယ်ဒါကြောင့်ကိုယ့်ရဲ့အားနည်းချက်ကိုမုန်းတီးမနေပါနဲ့ကိုယ့်ရဲ့အာခီလိစ်ဖနှောင်းကိုလက်ခံပေးလိုက်ပါအဲ့ဒီအားနည်းချက်ကနေတဆင့်ကျွန်တော်တို့ဟာပိုပြီးသတိရှိလာမယ်ပိုပြီးရင့်ကျက်လာပါလိမ့်မယ်ကိုယ့်ရဲ့နူးညံ့တဲ့အစိတ်ပိုင်းလေးကိုသိရှိပြီးတန်ဖိုးထားတတ်တာဟာတကယ်တော့အကြီးမားဆုံးသောအင်အား strength တစ်ခုပဲဖြစ်ပါတယ်ဒါကြောင့်ကိုယ့်ရဲ့အားနည်းချက်ကိုအပြစ်အနာစာလို့မမြင်ပဲလူသားဆန်မှုရဲ့အမှတ်အသားလို့မြင်ပေးကြည့်ပါကိုယ့်ရဲ့ဖနှောင်းနေရာလေးကိုဂရုစိုက်ပါလက်ခံပေးပါအဲ့ဒီလိုလက်ခံနိုင်တဲ့နေ့မှာသင်ဟာအာခီလိစ်ထက်ပိုပြီးတန်မာတဲ့သူဖြစ်လာမှာပါဒီနေ့အတွက်ကျွန်တော်ရဲ့ podcast လေးကိုဒီမှာပဲရပ်နာပါရစေခင်ဗျာမိတ်ဆွေများရဲ့ဘဝတွေအေးချမ်းပြီးတော့နှွေးထွေးမှုတွေနဲ့ပြည့်နေပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဒီနေ့မှာတော့
ကိုယ့်ရဲ့အားနည်းချက်လေးတွေကိုနှွေးထွေးစွာပွေ့ဖက်ရင်းငြိမ်းချမ်းစွာအနားယူနိုင်ပါစေခင်ဗျာနားဆင်ပေးခဲ့တဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ခင်ဗျာ